တိမိုက်ကတော့ပို့ပြီးတော့တတိထားမိရတော့ကျွန်တော်အနေပေါ့နော်ဒီညီမလေးကကျတော့ဒီအနုပညာဝါသနာပါတာလေးတူတယ်တချို့ဆိုရင်ဗျာဒီကျွန်တော်တို့အနုပညာဝါသနာပါဆိုရင်တော့ဥပမာတခုခုတော့ကွဲလွဲတတ်တာရှိရဗျာဥပမာဒုတိယတို့ဘာလို့ဆိုလို့ရှိရင်ဒီညီမလေးနဲ့ကညီမလေးတီးတယ်ကျွန်တော်လည်းတီးတယ်အဲ့လိုမျိုးပေါ့နေတိုက်ဆိုင်မှုတွေများတယ်ပေါ့နော်အဲ့ဒါလေးတခုကတော့ပို့ပြီးတော့တတိထားမိတယ်ဟိုဘက်ကအမကျတော့နည်းနည်းချောင်းဖြစ်တယ်လို့ခံစားရတယ်ညီလေးတယောက်ကျတော့နည်းနည်းအဲ့လိုမျိုးကျွန်တော်အထင်တော့ဒီညီလေးကိုကျွန်တော်နည်းနည်းအဲ့လိုအဖြူတဲ့ပုံစံလေးဖြူတဲ့ပုံစံမျိုးလေးတော့ညင်နေရပေါ့နော်။ဆိုင်ကတော့ပထမဆုံးမြင်ရတော့သူ့ရဲ့ fashion ကအရင်မိုက်တယ်ပေါ့။နောက်မောင်လေးသူကကျတော့နည်းနည်းလေးအဲ့လိုမျိုးရိုးရှင်းပြီးတော့တည်ငြိမ်နဲ့ပတ်သွားရင်နေပြီပဲပေါ့နော်။စကားပြောကြည့်တာလည်းအဲ့လိုနည်းနည်းရိုးရှင်းနေပေါ့။ပြီးတော့နေကကျတော့အရင်သဘောကောင်းတယ်တက်လက်တယ်chemistry ပြီးရပေါ့နည်းစကားပြောရတယ်။second 30နိုင်ဘူးလားမလားကြည့်နိုင်你能没落呀？好看了呀！အဲ့ဒါလည်းရရပါတယ်ဆိုရမှာပါနော်ဆိုင်ရနော်ရပါ10 minute ဟိုဒီ30 minute 30 second 6တော့ဆိုတော့အဲ့လိုမျိုးတော့တွေးထားမျိုးတော့မရှိဘူးဒါမဲ့လည်းဟိုအဲ့လိုဆုံးဖြတ်ချက်ချခံနေမှာပဲကိုရွေးချယ်ခြင်းတဲ့လူကပေါ်လာတော့ကွက်တီရောကြောက်ပါဘူးအဆင်ပြေ可不是晚点，能在这儿吗？ဟုတ်တယ်能在这儿吗？ရပါတယ်မင်း။ဒါရင်းနေပြီခုရင်းနေပြီ။ပထမဆုံးစလုပ်လိုက်တဲ့ဖွဲ့ပေါ့နော်။ကိုတို့လည်းဆိုတော့အဲ့ကွာအဲ့ပါတော့ဆက်တယ်ဆက်ရတော့တယ်ဆက်တယ်မင်းရအော်怎么关系โอเคဟုတ်ကဲ့ကျွန်တော်လည်းအဲ့ပါရင်စားဟုတ်ကဲ့ဟုတ်စားပါနိုင်ပါဟောနိုင်နေလို့စားစက္ကန့်တယ်โอเคပဲနိုင်ရမယ်အဲ့လိုတူညာတော့ရတယ်ဒီအမှန်တော့ဒါကိုဒီအောက်ချလိုက်ပြီးတင်လိုက်ဆန်းနေဆက်နေရတော့မလို့စားပြီအဲ့မမလေးအဲ့စီနေမယ်နော်စားပြီရင်းနဲ့ကုန်နေတယ်နဲ့အဲ့လိုမျိုးအစစ်လေးလှုပ်ရှားညီမလေးကအဲ့လိုကြည့်နေတဲ့အချိန်မှာကြတော့အငြိမ်မနေတော့တောင်ပြနေကျွန်တော်မနေချင်းထားတာပေါ့နော်ရင်းနဲ့ကုန်နေစိတ်လေးလှုပ်ရှားတယ်ပြီးတော့နည်းနည်းရှုံးမှလည်းကြောက်တယ်အဲ့ဒီ feeling လေးတော့ရတယ်တက်လို့ရတယ်ဒီကနိုင်ချင်တာပဲသိတာစာနိုင်ချင်တာလည်းသိပြီးတော့နည်းသူကနည်းနည်းကိုယ့်ဘက်ကိုကြည့်ပေးရခံလိုက်ဒီဥဆိုင်ပြတဲ့ပုံဆိုအဲ့တော့လည်းပေါ့ရမှာပါအဲ့တယောက်ရမှာကျွန်တော်နောက်ကမှီပြီးတော့ပဲကြည်လိုက်တော့ဒီတိုင်းဆိုငါကြည့်ခံနိုင်ကပေါ်ပဲကြည့်ရအောင်ကြည့်ကျော်နေတာ有要呢是吗你们没有好而且我里面给啥没理 already ကာထားပြီနော်ဟုတ်ပြီဒီပါနော်နည်းနည်းလေးဝေးဝင်းဝင်ရမင်းလေးဆိုတော့ပဲကလိုက်ဟုတ်ပါရအစင်နေတာဟာဆိုနည်းနည်းအပေါ်ပိုင်းနည်းနည်းရှိကဒီလိုမင်းချင်းနေတက်တယ်
I don't know သိရလားသူ့မျက်လုံးမရဘူးသူချားမျက်လုံးချက်မျက်လုံးလေး ကြောင်နေမှာတောင်းနေတယ်လို့ အဲ့လိုကြည့်တယ်မဟုတ်ဘူးဟုတ်လား တော်တော်ကျတော့သူညတော့ rapid တာအဲ့ဒီယုံ မလေးကဲမိတ်တာ ဟောလေးမိကတဲ့အဲ့ဒီ ဘာကြည့်တယ်အဲ့လိုကြောက် ဒီ တယ် 4 သူကစိုက်နေကြည့်ရှင် ဒီလိုတော့ ဟောလို့တော့ ဟုတ်ပြီဟုတ် ပိုင်ပါရောခွေ တော်နေတော့အကျိုးပေးလိုက်ပါအောင်မယ် ကျွန်တော်အားလုံးသမီးပြီ ရောနည်းနည်းပေါ့နော် chemistry မိတဲ့ဟာမိတယ်လို့မိတဲ့ဟာမမိဘူးသူပြောပြတာဒီလိုလုပ်သူလည်းဟာရနည်းနည်းလွဲတာရရှိရ โอเคโอเค Crazy ဒီမှာ brace လုပ်ပြီးတာဟုတ်တယ်ဒီတော့အကြားတော့အကြားထိုးအောင်မရှိဘူး ဝင်ရတယ်လို့လား မတည်ညိထားတယ်လို့ပဲနော်အမအတူတော့အတွင်းနိုင်မယ်လို့ထင်နေတယ်ဘာလို့လဲဆိုတော့ဟောတခြားအတွက်ထပ်ပို့ပြီးတော့ chemistry မိနေလို့ခံစားရတယ်တဲ့စင်ခေါ်တဲ့စကားမျိုးလေးဆိုတော့နည်းနည်းအဲ့လိုမျိုးစူးစမ်းပါတော့မိအောင်တော့စူးစမ်းပါလို့မနိုင်နေပါစေမိအောင်တော့စူးစမ်းပါလို့ပြောချင် ဒီချက်တာညီမလေးနေရုပ်ကြည့်မှုရှိတယ်ကိုကလည်းရှိတယ်ဆိုတော့ချက်ကြည့်လိုက်ပါကြည့်လိုက်ရတာမြည်ကြည့်မယ်ချက်ပြီးလို့ရှိရင်ဟိုကညီတို့မစားပဲမားတို့ကြည့်လို့ရတယ်မစားရတော့ โอเคအမတို့ချင်းချက်တဲ့အစီအစဉ်စမယ်ပေါ့နော်မီနူတွေကအရှိမပေးထားပါတယ်လက်ဖက်တုပ်ရယ်စစ်တုံးလေးပန်ကြီးကြော်ရယ်နောက်ပြီးပစုံတုံရဟင်းရယ်ပေါ့နော်ဘေးမှာဖုံးထားပြီးရယ်ပေါ့နော်တကယ်လို့ recipe မသိဘူးဆိုရင်တော့ကြည့်လို့ရတယ်ပေါ့နော် နေရရင်ကြောင်းဘောင်လေးကအရင်တက်တယ်နောက်တစ်ခုကကျတော့နည်းနည်းစကားနားထောင်နေပေါ့နော်သူ့ဒါဒီဟာလို့ဆိုလို့ရှိရင်အဲ့လိုလိုက်လုံနိုင်တဲ့အထဲမှာပါတဲ့အတွက်နည်းနည်းတော့ညီမယ်လို့ထင်ပါတယ်ဘောင်လေး fighting မှာအမနဲ့အမပြောပြန်လိုက်နားထောင်ပြီးတော့သူစူးစမ်းကြည့်ပါမယ်လို့ တခြားအရွက်တွေမကြည့်ဘူး ဒီဘယ်မှာမ အေးပြန်ဝှစ်ရှင်မအောင် โอเคရပြီချစ်လို့ရ ဟုတ်အားရကြရပဲ ရတယ် ရတယ်မောင်လေးအမရတယ် โอเคရေဆုံးပစုံတော်ရင်းစမ်းပစုံကိုင်လက်အိတ်လေးပြပါရှိကချက်သွန်ဖြူလေးအနီလေးပွားပေးကြရင်ပုံမြန်နေ တက်တော့လား ဟင်း ဒီအနေက အဲ
ချက်သမီးနဲ့တော့အင်ဂျော်လိုက် อืม 这个是我们လက်ပေါ့ဆက်လိုက် 这个是来不及了。 ဆက်ကောင်းမှာပုံနေတယ် စီရပြီးမှတယောက်တည်းဆင်ရလိုက်နေလာတယ်ဆိုရင်တော့အခု activity game မှာဒါပါဒနာကိုယ့်ရဲ့ပါဒနာပေါ့ပေါ့ဒီမျိုးကိုယ့်ရဲ့တောင်းကိုလည်းကြည့်စီချင်ပါတယ်ပြီးတော့ဒီဆွဲခေါ်ဖို့လည်းပြောချင်ပါတယ် အဲ့ဒီစင်းတော့ နော် 来个。我要要。 ဒါလေးစိတ်ပြီးကောင်း နေပူလိုက်မှာပဲစီနေနဲ့ထည့်နေနဲ့ထည့် ကျုံပါခိုင်းပေါင်းပြလိုက် စုထည့်လိုက်ပြရိုင်း လို့ဖြစ်လို့ ဟာလားပြတာတော့စီ ဆိုအမွေးလာ ရရင် ညံဘယ်တော့လို့နော်ပေးပေးနိုင်နေရရင်ပြောင်းတယ်ဘာလို့ခေါင်းရရန်သက်တယ်နောက်တစ်ခုကကျတော့နည်းနည်းစကားနားထောင်နေပေါ့နော်သူ့ဒါဒီဟာလို့ဆိုလို့ရှိရင်အဲ့လိုလိုက်လုံးနိုင်တဲ့အထဲမှာပါတဲ့အတွက်နည်းနည်းတော့ညီမယ်လို့ထင်ပါတယ်။ဟောင်းလေး fighting မှာအမနဲ့အမပြောပြလိုက်နားထောင်ပြီးတော့သူစူးစမ်းကြည့်ပါမယ်လို့ပေးလို့ပေးနိုင်